Happy Hotel အောင်နေဝီကလေးရထားလို့အတများရဲ့ပေါင်းမေးနေဝင်ငါနောက်တဲ့ Happy Hotel ကွယ်ကွယ်တဲ့မေမေတဲ့ကွယ်သူမဝဲ Hello, ok,ကျွန်တော်တို့ကနေမှာကျွန်တော်တို့ Happy Hotel မှာကျွန်တော်တို့ဒီကုန်းကြီးလို့ကျွန်တော်တို့လာပြီးပါဦးဗျ။ဘယ်မျိုးနေရလဲမသိဘူး။ဟိုကကျွန်တော်တို့ပင်းတရားမျိုးနေဖြစ်ပါလေ။ရန်ကုန်မျိုးစမ်းကြောင်းမျိုးနေဟိုကျွန်တော်လာရောရအောင်။နည်းနည်းလုပ်ပြီးပါ။ Ok, ok, လာခဲ့မယ်။ 1 hour later. ဒီတော့ဟုတ်ကဲ့ဒီတော့ကတော့ရှစ်အပေါ်တက်ပါတဲ့။အဲ့လေကမလိုက်ဘူး။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ပါဆရာ။ဒီလောကကျွန်တော်တို့ရေတဲ့ပလိုက်ဒီအောင်တော့တည်သွားတယ်။ဘာလို့ပလိုက်တော့ဒီတဲ့တွေကဒါဆရာ။ငါဒီငါဒါဆရာ။ထားရည်ကြောင်းတယ်။အဲ့ဒါကျွန်တော်ဒါမျိုးထားပါတယ်။အဲ့ညောနှစ်ကောင်လဲရှိလားငါပတ်စံမရှိဘူး။တိတ်တော့မရှိဘူးကို။တိတ်တော့မရှိဘူး။လက်လေးနဲ့ကန်ကျွန်တော်ကျွတ်ကျွတ်လေးထည့်ထားရတာ။ဟိုကျမှတိတ်လို့ကန်တော့ဟာဟာမှုကိုတော့ဘောကဘယ်လိုကောင်းလဲ။ရှိလား။တော့မိတ်ဆွေကတော့ဟိုပေါ်မယ်စိတ်ကိုဒီမှာတဲလို့သာရှာကိုစိတ်ကြရောရန်ပြမှာတဲလို့သာရှာမလားကိုစိတ်ရန်ပြမှာလားလဲလို့ကိုစိတ်တယ်ကိုစိတ်တယ်ကိုစိတ်တယ်ကိုစိတ်မင်းမကွဲပါဘူးကွဲပါဘူးဟဲ့လာပြမှာရှာလိုက်ကိုစိတ်တယ်အိုင်ကိုဒါလှလို့လားကြီးလို့လားမလားကွာတော့ကြည့်လားဒါလေတေးသေးလေးနဲ့ဟုတ်ဘလို့များလူတက်သွားအော်အဲ့ဒါသူ့ထိုးကကျွန်တော်မထိုးကျွန်တော်ထိုးတာမေးကိုမေးလိုက်မေးတယ်ဒီတော့ကျွန်တော်မေးလို့ဖြေတာတော့ပါတော့မေးကငါမမေးဘူးမေးတယ်ဒီကိုမေးတယ်ဟာမေးကိုမေးရရှိတယ်ဆရာကတော့ဒီရေးတနက်ကပြစ်လို့ရလားဆရာကျွန်တော်ပြစ်ကြည့်မယ်နော် Eventually. မင်းတို့ဘာတဲ့မှာ CCTV ရှိလားရှိရောခုမှတည်းရလို့ CCTV ကြည့်ရမှာရှိတာမင်းတို့ကဘာလို့လူခေါ်နေသေးလဲဟုတ် CCTV မတက်လိုက်ကြဟုတ်ကဲ့ဆရာဟိုက CCTV လေးကြည့်မှာအော်လေ Meanwhile. CCTV ကြည့်ရတယ်ကျွန်တော်ဟိုအဲ့သူ့ရဲ့အသေးတယောက်နဲ့ကျွန်တော်လောရတယ်ဟိုအဲ့ကောင်ကငါအဲ့ကောင်မြင်ဖို့စလားလို့ဟုတ်လို့တယ်ကိုအဲ့တယောက်ပဲလောရနေမှာကျွန်တော်တိပြီငါတိပြီအဲ့ဒါဟိုကောင်တထိန်မှာဟုတ်တယ်အခုဟုတ်တယ်အခုမှန်နေအဲ့ကောင်တထိန်ဟုတ်တယ်ဗျဘယ်ကောင်ကျွန်တော်ဘယ်ကုမ္ပဏီရလဲဆိုတော့မြန်မာဂိမ်းလေးမှာဟုတ်တယ်အဲ့ရကုမ္ပဏီအဲ့ဒါဒီကောင်ဂိမ်းလာတယ်ကျွန်တော်ပေးလို့ကရပြီကျွန်တော်ရအောင်အမိဖမ်းရမယ်ကျွန်တော်အမိဖမ်းမှရမယ်အဲ့ဟာငါပြောရမလားမင်းပြောရမလားရှာမရှင်နဲ့ငါရေး 1 hour later. A few moments later. မင်းတို့ဘယ်အောင်မတက်အောင်ငါသိတယ် ငါဘာလို့လို့ ငါအကုန်သိသွားပြီမင်းရဲ့တော့ ငါဘာလို့လို့ ငါရဲ့တော့ဝင်ရှိဖမ်းသွားတယ် ဘာလို့လဲ ဟုတ်ကဲပါ ဘာလို့ပါလာလဲ ကျွန်ကျွန်တော်တော်မလို့ မင်းကတော့ရရှိတယ် ဘာလဲဘာလဲ အဲ့ကိုချက်ကြီး အဲ့ဒီမြေပါလေညငါနေတော့တက်ထားမဟုတ်လား ငါဖက်ရီရဲ့ဒီဝကြီးကွာဘယ်ရတော့မင်းငါ့မျိုးဘာလို့တောက်ရလဲ ဘာဆရာမသိဘူးလေငါသူ့တော့လေအလုံးကောင်းမလို့ငါသူ့တက်သွားတာပေါ့ လုံးမင်းက
ဆရာလဲ မင်းဆရာမန်နေဂျာရဲ့တော့မင်း CEO မဟုတ်တော့မင်းကရစိတ်လို့ညာတော့မင်းကရဲလက်ရဲစကန်ပါရှင်မင်းကချိတ်တော့လာလားကြောက်ပါရဝဲကြောက်ပါဝဲကြောက်ပါ Eventually. ဒီနေ့တော့ကြောက်ပဲအမေကိုရဲစကန်ချိန်ချင်အမေဒါလေးကြိုက်ငါ့ကိုပြစနာပြလိုက်ကြကြီးမရှိဘူးခုငါကြီးတောင်မရှိတာကြီးတောင်ပဲဟောတယ်ကဟောတယ်နဲ့ဝင်နေပြလိုက်တာကြီးမရှိဘူးမင်းထပ်ပြပြတာမမြောက်မရိုင်းကြောက်အမနာကိုကာနေလို့မင်းတို့လုံးပြမရှိတဲ့လူတက်တဲ့ကောင်ဘာလို့တနဘေးရမှာလဲကျော်ရောဒီနေ့တော့ဘာတော့လဲမနေလိုက်တော့ဒီလားအဲမှာထောင်းမဲဝစားလိုက်တော့ငါညိုတာငါရဲဆိုငါဒီထောင်းလာလို့ရမင်းတို့မလက်ခံကြမှာထိုက်တာအဲ့ဒါမတောင်းဟန်တာမလားငါပဲရိုင်းနေတာလေတခြားကြည့်တာချက်ရိုက်ပါသွားပြီဟိုတဲเราไม่ฉี่แล้วอ่ะโอ้พอเดียพอดีเลยวันน่ะ အခုပြန်ဆရာရှိလို့ဟိုကလည်းမနေ့ကဟိုကိစ္စလေးတော့ဟိုဆိုရင်မနေ့ကဟိုကလေးကလည်းကိစ္စလေးဟိုကရသွားပြီပေါ့ဆိုတော့ပြောရတဲ့ချိန်